ဗုဒ္ဓဂယာမြင်းမြတ်မဟာကိုရောက်တာနဲ့အဝေးကပင်လှမ်းမြော်ဖူးမြင်နိုင်တဲ့မဟာဗောဓိဇီဒီတော်ကြီးပဲဖြစ်ပါတယ်မဟာဗောဓိဇီဒီတော်ကြီးဟာဗုဒ္ဓဘာသာဖျားဖူးများအတွက်အလွန်သက်ပယ်တော်မူတဲ့ဇီဒီတော်ကြီးပဲဖြစ်ပါတယ်အာတောကမင်းကြီးစောက်လို့လူတန်းထားပြီးမြမဘီရင်ဆက်ဆက်တို့ရဲ့ကောင်းမှုတော်လည်းပဲဖြစ်ပါတယ်ဇီဒီတော်ကြီးကိုတဲကြောင်များဖြင့်တိဆောက်ထားတာဖြစ်ပြီးဖနတ်တော်48ပေညံတော်အမြင့်180ပေရှိတယ်လို့သိရှိရပါတယ်ဇီဒီကြီးရဲ့နိုင်ရန်ကတ်လှိုင်မုတ်တို့မှာဖျားရုပ်ထုတော်များထားရှိပြီးအဆောက်အဦရဲ့လေးမျက်နှာနိုင်ရန်မှာပလဲကုန်းပုံသဏ္ဍာန်များဇံပြန်ရတဲ့ပုံများနဲ့စမ်းကြယ်စွာထုလုပ်ချဲ့သားလိုထားပါတယ်ခရစ်နှစ်ရာစုကံမှာအမည်မထင်ရှားတဲ့မာဂရတိုင်းဘုရင်တစ်ပါးဟာအာတောကမင်းကြီးတည်ထားခဲ့တဲ့ဇီဒီအားအခုမြင်တွေ့နေရတဲ့ဇီဒီတော်ကြီးအဖြစ်ပြုပြင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်နောက်ပိုင်းကိဆက်ဆက်မှာတော့ဘာသာကြားတွေရဲ့ဖြစ်စည်းတာကိုလည်းခံခဲ့ရပါတယ်မြန်မာတက္ကသိုလ်1239ခုနှစ်မှာတော့အိန္ဒိယနိုင်ငံကာလကတ္တာမြို့မှာနန်းဆိုင်နေထိုင်တဲ့ဝီတိုရီယာဘုရင်မကြီးထံမင်းတို့မင်းကြီးကအကြောင်းကြားကရူပီတန်80ခန့်လှူဒန်းပြီးမင်းတို့မင်းကြီးကိုစားဘုရင်မကြီးကဇီဒီတော်ကြီးကိုပြုပြင်ခဲ့တယ်လို့သိခဲ့ရပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ကိဆက်ဆက်ကဗုဒ္ဓဘာသာဝင်တို့ကပြုပြင်ခဲ့ကထိမ့်သိမ်းဆောက်ရှောက်ခဲ့ကြတာပဲဖြစ်ပါတယ်မြတ်ဗုဒ္ဓပွင့်တော်မူရာဗုဒ္ဓဂယာမြင်းမြတ်မဟာမရှိတဲ့မဟာဗောဓိဇီဒီတော်ကြီးအားရောက်တုံးရောက်ခိုင်မှာလက်ရှိထင်ရှားမြတ်စွာဘုရားအားဖူးမြင်ပူဇော်ရတဲ့ကဲ့သို့ဇီဒီတော်ကြီးအားလက်ရာရည်လှည့်နေကရွှေကြာသင်္ကန်းများကိုလည်းဆက်ကပ်လှူဒန်းခဲ့ကြပါတယ်ဇီဒီတော်ကြီးတွင်းမှာတော့ဖျားဆူဆူပွင့်တော်မူရာအထိမ့်မှန်အနေနဲ့ဘူမိဖတ်တမုဒရာဗုဒ္ဓရုပ်ပွားတော်ကြီးတဆူကိန်းဝေစံပေတော်မူလျက်ရှိပါတယ်ဒီရုပ်ပွားတော်ကြီးရဲ့မဏိတော်တဲ့တဲ့မှာမြန်မာနိုင်ငံအလှူရှင်တွေကရွှေတပိတ်တာနဲ့60သားတီတီဖြင့်ပထမ24ပစ္စည်းပုံပြုလုပ်ခါလှူဒန်းထားတာဖြစ်ပါတယ်ဒီရုပ်ပွားတော်တည်ထားတဲ့နေရာမှာမြတ်စွာဘုရားရှင်မန်၅ပါးကိုအောင်မြင်တော်မူပြီးတပ်ပင်ညုတဉာဏ်တော်ကိုရရှိတော်မူခဲ့တဲ့အပရာဇိတရွှေပလင်တော်ကြီးရှိတယ်လို့သိခဲ့ရပါတယ်မဟာဗောဓိဇီဒီတော်ကြီးအတွင်းမှာရှိတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးကိုဖူးမြော်ပြီးကြတဲ့အခါမှာတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးတပ်ပင်ညုတဉာဏ်တော်ကိုရရှိတော်မူခဲ့တဲ့မဟာဗောဓိပင်နဲ့အပရာဇိတရွှေပလင်တို့ကိုတွားရောက်ဖူးမြော်ခဲ့ကြပါတယ်ဒီပင်အောက်မှာပဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာသမ္မာသမ္ဗုဒ္ဓဘုရားဖြစ်သူရောက်ရှိတော်မူခဲ့တာကိုအကြောင်းပြုပြီးသမ္မာသမ္ဗောဓိပင်လို့လဲခေါ်ဆိုကြပါတယ်မန်၅ပါးကိုအောင်မြင်တော်မူရာနေရာဖြစ်တဲ့အတွက်ကြောင့်အပရာဇိတပလင်တော်လို့ခေါ်ဆိုကြတာလည်းပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေရာကိုပလင်ကတတ္တဟာလို့ခေါ်ဆိုကြသလိုပထမတတ္တဟာလို့လည်းခေါ်ဆိုကြတာဖြစ်ပါတယ်မြတ်စွာဘုရားဟာဒီနေရာမှာတပ်ပုညုတရွှေဉာဏ်တော်ကိုရရှိတော်မူပြီးဘုရားဖြစ်သူရောက်ရှိပြီးတဲ့နောက်အနေကဇာတိအစရှိတဲ့ဥရန်တို့ကိုကျူးရင်တော်မူခဲ့တဲ့နေရာလည်းဖြစ်ပါတယ်ဒါအပြင်ဒီနေရာဟာဘုရားရှင်စုစုပွင့်ရာအောင်မြေဖြစ်တဲ့အတွက်တန်ဝေစနိယလေးဌာနနဲ့အာဝိဇဟိတလေးဌာနနှမျိုးစလုံးတို့မှာပါဝင်တဲ့နေရာလေးပဲဖြစ်ပါတယ်မဟာဗောဓိပင်ဟာမြတ်စွာဘုရားရဲ့ဖွားဘက်တော်9ဦးထဲမှာတစ်ခုအပါဝင်ဖြစ်ပြီးပရိဘောဂဇီဒီတော်ကြီးလည်းပဲဖြစ်ပါတယ်ဘုရားဖူးဓမ္မမိတ်ဆွေများဟာမြတ်စွာဘုရားရှင်ဘုရားဖြစ်သူရောက်ရှိတော်မူခဲ့တဲ့ဗောဓိပင်အောက်မှာလဲဘုရားရှင်ရဲ့ဂုဏ်တော်များကိုနှလုံးသွင်းပြီးဂုဏ်တော်များရွတ်ဖတ်ပွားကာကုသိုလ်ကောင်းမှုအစုစုအတွက်အမျှအတမ်းပေးဝေခဲ့ပါတယ်အ
ခုမြင်တွေ့နေရတဲ့နေရာကတော့အာနိမိတတတ္တဟလို့ခေါ်တဲ့ဒုတိယတတ္တဟပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်သည်ဘုရားဖြစ်သူရောက်ရှိတော်မူပြီးအပရာဇိတပလင်ထက်မှာ9ရက်ပတ်လုံးစံပယ်တော်မူပြီးတဲ့နောက်ဒီစေတီတော်နေရာကိုကြွချီတော်မူကားဘောရီပင်နဲ့ရွှေပလင်ကိုမျက်လုံးတော်မမိတ်မတော်တစိမ့်စိမ့်ချူစားတော်မူခဲ့တဲ့နေရာဖြစ်ပါတယ်မြတ်စွာဘုရားဟာလေးတင်ချီနဲ့ကဘာတသိန်းကာလပတ်လုံးဒါနအစရှိတဲ့ပါရမီတော်တို့ကိုဖြည့်ကျင့်တော်မူပြီးမှတပ်ပြုညိတရွှေဉဏ်တော်ကိုရရှိခဲ့တဲ့ထူးမြတ်တဲ့နေရာကို9ရက်ပတ်လုံးစူးစိုက်ကြည့်တော်မူခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာကိုဒုတိယတတ္တဟလို့ခေါ်ဆိုကြတာပဲဖြစ်ပါတယ်။ယရနာစဉ္ညာတော်ဟာအပရာဇိတပလင်တော်နဲ့အာနိမိတဇီဒီအကြားမှာလက်ပြပါတို့ဖန်ဆင်းအပ်တဲ့စဉ္ညာတော်ဖြစ်ပြီးမြတ်စွာဘုရားရှင်ဟာဖလားတမဘဝင်စားရာမှာ9ရက်လုံးစဉ္ညာလျှောက်လျက်စင်ကမတတ္တဟဆံတော်မူခဲ့ပါတယ်မြတ်စွာဘုရားသည်ပလင်တော်ကို9ရက်တိုင်တိုင်စိုက်ကြည့်တော်မူနေခဲ့ရာနတ်မြမာတို့ကဘုရားရှင်သည်ရွှေပလင်ကိုမြခင်မင်တောင်းတခြင်းမပြတ်ထပ်၍ပြုအပ်သောမက်ကိစ္စရှိသေးတယ်လို့အထင်မှားခဲ့ကြပါတယ်အဲ့ဒီအထင်မှားမှုကိုပယ်ဖျက်ဖို့ကောင်းငင်သို့ပြန်တက်ပြီးရေမိစုံစုံသောတကုတ်ပြားရီဟာကိုပြတော်မူခဲ့ပါတယ်အဲ့ဒီနောက်ကောင်းငင်မှသက်ဆင်းကယရနာစဉ္ညာကိုဖန်တီးပြီး9ရက်ပတ်လုံးစဉ္ညာကြွကဖလားတမဘတ်ကိုဝင်စားခဲ့တဲ့နေရာပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေရာကိုစင်ကမတတ္တဟတတိယတတ္တဟလို့ခေါ်ကြတာပဲဖြစ်ပါတယ်စတုတ္ထတတ္တဟခေါ်ယရနာဂရရွှေအိမ်တော်ကတော့မဟာဗောဓိဇီတီတော်ကြီးရဲ့အနောက်မြောက်ဖက်ယွန်းယွန်းပေ300ခန့်အကွာမှာတည်ရှိပါတယ်14ပေ10ပေကျယ်ဝန်းတဲ့တိုက်ခန်းတစ်ခုဖြစ်ပြီးအတွင်းမှာတော့ဗုဒ္ဓရုပ်ဘွားတော်တဆူကိန်းဝတ်စံပယ်တော်မူလျက်ရှိပါတယ်မြတ်စွာဘုရားရှင်သည်9ရက်ပတ်လုံးဈဉ္ညာကြွပြီးတဲ့နောက်နတ်မြမာတို့ဖန်ဆင်းအပ်သောယရဏဂယဆိုတဲ့ယရနာရွှေအိမ်တော်မှာထက်ဝယ်ဖွဲ့ခွေနေတော်မူပြီးအဘိဓမ္မာ9ကျမ်းကိုဆင်ခြင်သုံးသပ်တော်မူကားဖလားတမဘတ်ကိုဝင်စားတော်မူခဲ့ပါတယ်အဲ့ဒီလိုအဘိဓမ္မာ9ကျမ်းကိုသုံးသပ်ဆင်ခြင်ခဲ့ရာနောက်ဆုံးကျမ်းဖြစ်တဲ့ပဋ္ဌာန်းကျမ်းတော်မြတ်ကိုဆင်ခြင်သုံးသပ်တဲ့အခါမြတ်စွာဘုရားရဲ့ကိုယ်တော်မှရောင်ကြီးတော်6သွယ်ကုန်မြူးခဲ့တဲ့နေရာပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေရာကိုယရဏဂယတတ္တဟလို့ခေါ်သလိုစတုတ္ထတတ္တဟလို့လည်းခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်ပိစမတတ္တဟခေါ်အဇပါလစိတ်ကြောင်းညောင်ပင်နေရာဟာမဟာဗောဓိဇီတီတော်ကြီးရဲ့အရှိမုတ်တဲ့လှေကားစင်ပင်100ခန့်ကွာမှရှိပါတယ်ဒီနေရာကတော့အဇပါလတတ္တဟခေါ်ပိစမတတ္တဟပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်ဟာယရနာဂရရွှေအိမ်တော်မှာ9ရက်တိုင်တိုင်သတင်းသုံးစံပယ်တော်မူပြီးစိတ်ကြောင်းညောင်ပင်လို့ဆိုတဲ့အဇပါလညောင်ပင်ရင်းကိုကြွချီတော်မူကား9ရက်ပတ်လုံးဖလားတမဘတ်ဝင်စားတော်မူခဲ့ပါတယ်အဲ့ဒီချိန်ခါမှာပဲမာနတ်ရဲ့တပည့်တွေဟာဖျားရှင်ကိုဖျက်ဆီးဖို့ကြိုးစားခဲ့တာကိုအောင်မြင်တော်မူခဲ့ပါတယ်သတ္တမတတ္တဟခေါ်ကြီးပင်ပေါက်ရာမုံစလိန်နာအိုင်ဟာမဟာဗောဓိဇီတီတော်ကြီးရဲ့အရှိတောင်တောင်အနီးမှာတည်ရှိပါတယ်မြတ်စွာဘုရားရှင်သည်
အဇပါလညောင်ပင်ရင်မှာ9ရက်စံပေတော်မူပြီးမုံစလိန်နာရေအိုင်အနီးမှာ9ရက်တိုင်တိုင်ဖလတမပတ်ဝင်စားတော်မူခဲ့ပါတယ်အဲ့ဒီအချိန်တွင်းမှာပဲအခါမဲ့မိုးကြီးကရုတ်တရက်ရွာသွန်းခဲ့ပါတယ်အဲ့ဒီအချိန်မှာရေကန်ကြီးကိုစောင့်တဲ့မုံစလိန်နာနဂါမင်းဟာမိမိရဲ့ခန္ဓာကိုယ်ကိုပလင်းတပွဲပြုတ်လုပ်ပြီးဥကောင်းတော်ထက်ကမပြင်းနဲ့အုံမိုးပြီးဖျားရှင်အားမိုးမဆူဆွရလေးအောင်စောင့်ရှောက်ခဲ့ပါတယ်အဲ့ဒါကြောင့်ဒီနေရာဟာမုံစလိန်နာတတ္တာဟာခေါ်သတ္တမတတ္တာဟာပဲဖြစ်ပါတယ်တတ္တမတတ္တာဟာခေါ်လင်းလုံးပင်ပေါက်ရာရာဇာယေဒနာတတ္တဟာကတော့မဟာဗောဓိဇီတိတော်ကြီးရဲ့တောင်ဘက်ကျောက်လက်ရန်တတိုင်းနဲ့ဂိုက်20အကွာမှာတည်ရှိပါတယ်ဒီနေရာကတော့ရာဇာယေဒနာတတ္တာဟာခေါ်တတ္တမတတ္တာဟာပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်သည်မုံစလိန်နာရေအိုင်အနီးမှာ9ရက်တရင်သုံးစံပေတော်မူပြီးတဲ့နောက်လင်းလုံးပင်ရင်မှာ9ရက်ဆက်လက်ပြီးတရင်သုံးတော်မူကားဖလတမပတ်ကိုဝင်စားတော်မူခဲ့ပါတယ်ဒါကြောင့်ဒီနေရာကိုရာဇာယရဏတတ္တာဟာလို့ခေါ်ကြတာပဲဖြစ်ပါတယ်တတ္တတတ္တာဟာပြည်လို့49ရက်မြောက်တဲ့နေ့မှာမြန်မာနိုင်ငံဥက္ကလာမြို့မှာလဲကုံတဲ့ညီနောင်2ဦးဖြစ်တဲ့တပုတ်တနဲ့ဗန်လိကာတို့မှမြတ်စွာဘုရားရှင်အားမုတ်ကျွတ်ကျစ်နဲ့ပြားမုံဆွမ်းတို့ကိုစက္ကန့်လှူဒန်းခဲ့တဲ့နေရာလည်းပဲဖြစ်ပါတယ်အဲ့ဒီနေရာမှာပင်မြတ်စွာဘုရားရှင်ဟာဂုံတဲ့ညီနောင်တို့အားဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဟူသောဒေဝစီကတရဏဂုံ2ပါးကိုပရမဆုံးတိဆောက်ခွင့်ပေးခဲ့ပါတယ်ဒါကြောင့်ဒီနေရာဟာဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများအတွေ့မြတ်စွာဘုရားရှင်အားပရမဆုံးဖူးမြော်ခွင့်မြတ်စွာဘုရားရှင်အားပရမဆုံးစွမ်းကပ်လှူဒန်းခွင့်မြတ်စွာဘုရားရှင်ရဲ့စံတော်စစ်ကိုရရှိပူဇော်ခွင့်နဲ့မြတ်စွာဘုရားရှင်ထံပေါက်မှာပရမဆုံးတရဏဂုံခံယူတိဆောက်ခွင့်တို့ကိုရခဲ့တာကြောင့်မြန်မာဗုဒ္ဓဘာသာဝင်များအဖို့အထူးပင်ကြည်နူးဂုဏ်ယူဝမ်းမြောက်ဖွယ်ရာနေရာတစ်ခုလည်းပဲဖြစ်ပါတယ်အခုမြင်နေရတဲ့တောင်တန်းကြီးဟာ
ဥရုဝေလတော်တွေကဖျားအလောင်းတော်ဒုက္ခရစတိယာကျင့်တော်မူခဲ့တဲ့